ဒီတခါတော့ကျွန်တော်မိမကမုံရီပါစားခြင်းနဲ့ဆိုလို့မုံရီပါလေးလုပ်ပေးပါမယ်အရင်ဆုံးမုံလေးဖြော်ဖို့အတွက်ဆံမုံလေးတွေရင်ထည့်လိုက်ပါတယ်ပြီးရင်တော့စားနဲ့ဆိုတာလေးအနှဲငယ်ထည့်ပြီးတော့ရေနဲ့နှမ်းစက်အောင်မွေပြီးတော့မုံနစ်လေးပွားလာအောင်လို့ခဏထားလိုက်ပါမယ်နစ်လေးပွားလာပြီဆိုရင်တော့အိုးပေါ်မှာစီအနှဲငယ်ထည့်ပြီးတော့မုံနစ်လေးတွေကိုလောင်းလိုက်ပါမယ်ပြီးရင်စင်သစ်ဖြစ်ထားတဲ့ပဲပြုတ်လေးရင်ထည့်လိုက်ပါမယ်ပင်ပေါင်းနဲ့ခန်းကျင်သီးလီးထားတာလေးလည်းထည့်လိုက်ပါတယ်ချင်းငံသက်လောက်တာမို့လို့ငုံစည်းစိမ်းလေးလည်းထည့်လိုက်ပါတယ်မပါမဖြစ်စူပုတ်ရွက်နဲ့ကြက်သွန်မိတ်နန်းနန်းမင်းလေးလည်းထည့်ပြီးသွားပြီဆိုရင်တော့မုံလေးကျွတ်သွားအောင်လို့စီအနှဲငယ်ထည့်ပြီးတော့အုပ်ထားလိုက်ပါတယ်မုံလေးကို2မိနစ်လောက်အုပ်ထားပြီးဆိုရင်တော့ကျွတ်သွားပြီဆိုရင်ချလို့ရပါပြီနောက်တစ်ခုကတော့ကြက်ဥနဲ့လုံးမှာဖြစ်တဲ့အတွက်ကျွန်တော်သမီးကသူလှုပ်ရှင်နေဆိုလို့ကြက်ဥလေးရင်ခောက်ပြီးတော့မွေခိုင်းထားလိုက်ပါတယ်ကျုံနဲ့လုံးမဲ့မုံအတွက်လည်းမုံနဲ့ထည့်ပြီးတော့ကျုံဘွားနေတင်ပေးလိုက်ပါတယ်ပြီးရင်တော့ဆာပလာလေးထည့်ပေးလိုက်ပါတယ် Oh, I want to put ရလာ this in light. Yeah. Oh, so I was going to make another one.မုံလေးတွေစင်သေးဖြစ်ပြီဆိုရင်တော့နှမ်းရယ်စားရယ်မဆလာနဲ့ရောထောင်းထားတဲ့မုံလေးဖြူပြီးသွားရင် ready ဖြစ်သွားပါပြီ This. I don't like those. I'll make it for you. You make what? Hmm.